လီဆိုပါဒီနေ့ကဗမာလူမျိုးတွေကိုနေနေတော့စကားနေတော့ပြောရှင်နေနော်ဒီမှာကြည့်ရန်ကုန်မြို့ဗဟန်း3လမ်းရှိကနေစုရဖျားကြည့်လမ်းလျှောက်ပြီးမြို့တော်ခမ်းမရှိပါဒီမှာကြေးထားတော့နားတော့လားခုနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်ဟောပြောပွဲမှာအမျိုးဘာသာတာသနာကာကွယ်ဖို့နဲ့ပြည်သူတွေကိုကာကွယ်ဒါငါတို့လူမျိုးတွေငါတို့တိုင်းရင်းသားတွေကိုစိုးကားနေတာအဲ့ဒါစိန်ခေါ်နေတာစိတ်ဓာတ်ကမိတ်ကြားခဲ့ပါတယ်တရားသောစစ်ပွဲအဲ့ဒီဖုန်ကြီးပြောတာကိုနားထောင်ကြည့်โอเคအဲ့ဒီဖုန်ကြီးပြောခဲ့တဲ့စကားထဲမှာနော်မြန်မာတမ်းမလို့တရားသောစိတ်ပွေးဆိုတာထုတ်ပြောခဲ့တယ်နော်အဲ့ဒီတရားသောစိတ်ပွေးမှာတိုင်းရင်းသားလူမျိုးပေါင်းစုံတွေကိုအဲ့ဒီမြန်မာတမ်းမတော်ကပဲမဒင်းချက်သတ်ဖြတ်နေတာကြတော့ငါလုံးဝတော့ဖုန်ကြီးတွေငါဖုန်ကြီးတို့ပဲဒီဖုန်ကြီးကိုပဲပြောတာနော်ဒီဖုန်ကြီးကိုပဲပြောတာအဲ့ဒီဖုန်ကြီးမမြင်ဘူးလားတရားသောစိတ်ပွေးဆိုတာပြည်တွင်းတွေကတရားသောစိတ်ပွေးကိုခြာလို့မရဘူးနော်ဗမာလူမျိုးတွေအောက်ဆိုးထားတဲ့ငါတို့လူမျိုးတိုင်းရင်းသားတွေကိုနှစ်ပေါင်း60ကျော်ကျော်နေပြီဗဒင်းကျက်တပ်ပြတ်ခံခဲ့တာနော်ငါတို့လူမျိုးတွေမင်းတို့ဗမာလူမျိုးတွေဒီထဲမှာတရားသောစိတ်ပွေးလို့អော်နေတယ်နော်တရားသောစိတ်ပွေးလို့អော်နေတယ်ဒီထဲမှာခြေလိုက်တရားသောစိတ်ပွေးလားဆိုတော့ငါတို့ရခိုင်တပ်မတော် KIA TNL နောက်ထပ်ကြံရှိနေတဲ့တိုင်းရင်းသားဘောင်းစုံတွေဘေကဗမာမကောင်ကမဖြည့်စည်းဘူးမတိမကျဲဘူးဟဲ့ကောင်တွေငါလုံးဝတော့မင်းတို့ဗမာလူမျိုးတွေဗမာစိတ်ဓာတ်ကပဲမတင်းကျဲနေတာဒီမှာကျဲလိုက်ဒါအဲ့ဒါဘာလဲအဲ့ဒါငါတို့တိုင်းရင်းသားလူမျိုးတွေကိုစိုးကားနေတာဝိုင်းကြီးတို့တရားဟောပြောခဲ့ပါတယ်ဦးလာဆွေကတပ်မတော်ဟာအစိုးရအေးဒီဦးလာဆွေကိုပဲပြောချင်တာဒီကားလေးတပ်မတော်ဆိုတာနိုင်ငံအတွက်ဆက်လက်ရှိနေမှာဖြစ်ကြောင်းပြောပါတယ်ဒီတပ်မတော်ဟာအစိုးရရဲ့လက်ကင်တော့မဟုတ်ဘူးပြည်သူလူထုကိုကာကွယ်ဖို့โอเคရပြီပြည်သူလူထုကိုကာကွယ်ဖို့လို့ပြောထားတယ်နော်အဲ့ဒီပါဇက်ပြည်သူလူထုကိုကာကွယ်ဖို့လို့ပြောထားတယ်နော်ငါလုံးမသာမင်းတနေ့လုံးကိုတိုင်းရင်းသားတွေကိုဒုက္ခပေးနေတာမမြင်ဘူးလားအဲ့ဒီပါဇက်အဲ့ဒီအုံနောက်ဟမ်တိုင်းရင်းသားတွေကိုငါတို့လူမျိုးတွေကိုမတင်းချက်တပ်ဖြတ်နေတာအဲ့ဒီစိတ်ဓာတ်ပဲရှင်းဝိုင်းအောင်တော်လာရင်မဖုန်ကြီးတွေကိုလိုက်သက်ခဲ့တာလေအဲ့ဒီစိတ်ဓာတ်ပဲနော်အဲ့ဒါတွေကိုငါတို့တိုင်းရင်းသားလူမျိုးတွေကထောက်ခံပေးရမှာလားဟမ်လက်ခုပ် TV အားမပေးရမှာလားဟဲ့မင်းတို့စိတ်ဓာတ်ကိုထောက်ခံဖို့အစားလေခွေးကိုပဲထောက်ခံပေးမယ်နော်မင်းတို့စိတ်ဓာတ်ကခွေးတော့စောက်ချက်မရှိဘူးဟဲ့ပြောကြည့်မင်းတို့ပြည်သူလူထုနဲ့သသားတွေရှိတယ်ဆိုတာငါဟဲ့ကောင်ရခိုင်လူမျိုးမြန်မာနိုင်ငံလို့မင်းတို့အမှန်ခံတော့တယ်ငါရခိုင်လူမျိုးဟဲ့ကောင်ငါလုံးဝတတ်မလို့လိတော့ထောက်မခံဘူးဟဲ့ကောင်ဟုတ်ပြီနော်အပန်းပေးထားတယ်လို့ပြောထားတယ်အပန်းပေးထားတယ်တိုင်းရင်းသားနေမျိုးတွေကိုဖေရမထိုးစိတ်စိန်လားဟဲ့ကောင်မင်းတို့တိုင်းရင်းသားနေမျိုးဖိန်ရလို့တိုးစိတ်စင်နဲ့ဟိုကပြည့်တယ်သေတယ်အဲ့ဒါကိုအသက်ပေးတယ်လို့မခေါ်ဘူးဟဲ့ကောင်ဆက်ပြောလိုက်ဟဲ့ကောင်မင်းတို့လူမျိုးတွေကပဲငါတို့လူမျိုးတွေကိုစောက်ချရအောင်လို့ပြောတဲ့စကားအဲ့ဒီပါးကိုလေခွီးလီထိုးပေးဖို့ကောင်းတယ်ဟဲ့ကောင်အဲ့တော့ဒီလိုကြောင့်နေတဲ့တင်ပြနေတာကဘယ်ဆိုအပ်တဲ့ပုံပြန်နေတဲ့အဖွဲ့တွေကိုပြောလိုက်ပြီနော်အဲ့ဒီကောင်ပါဇက်တွေကပြောလိုက်ပြီဟဲ့ရောဘယ်အစိုးရတက်တဲ့ဗမာစိတ်ဓာတ်ကတင်မြင့်နေမယ်ဆိုတာအဲ့ဒါမြန်မာလူမျိုးတွေကိုစိတ်အာဏာနဲ့အောက်ချုပ်ဖို့ပြောတဲ့စကားပဲအဲ့ဒါဘယ်မှာလဲဒီမိုကရေစီဘယ်မှာလဲလူခွဲရေးဘယ်မှာလဲကိုယ်ရံပြဋ္ဌာန်းခွဲဟဲ့ရောမင်းတို့ပါဇက်ကပဲဒီမိုကရေစီလို့ပါဇက်ဖန်ပြအောင်နေတာဘယ်မှာလဲဒီမိုကရေစီဘယ်မှာလဲလူခွဲရေးမင်းတို့ဗမာလူမျိုးတွေဒီလုံးနေတာ
နော်တော့ကြည့် မြို့သားလွတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်ခင်ဝိုင်းကြီးကလည်းတပ်မတော်ဟာမရှိမဖြစ်လိုအပ်ကြောင်းအခုလိုပြောပါတယ် ကျွန်တော်တို့ဒီမြန်မာတပ်မတော်ကြီးကျွန်တော်ကပြောထားပြီးတော့မရှိမဖြစ်တပ်မတော်ဖြစ်တဲ့ဆိုရင်မောင်မနာပြောတတ်ကြည့် မြန်မာတမ်းမလို့ပြောထားတယ်နော်ငါတို့ရခိုင်လူမျိုးမြန်မာနိုင်ငံသားမနေတယ်မြန်မာနိုင်ငံလူမျိုးမဟုတ်ဘူးငါတို့ရခိုင်လူမျိုးနော်အသေးတော့အသေးဆက်ဆက်ကိုနာတယ်ဟဲ့နေလို့ပြောနေတဲ့မြန်မာတမ်းမလို့ဆိုတာငါတို့ရခိုင်ပြည်မှာအလုံးမရှိဘူးငါတို့ရခိုင်လူမျိုးတွေကြောက်နေလားတွေးကြောင်နေလားဟဲ့စိတ်ချမ်းတဲ့ပြည့်တတ်တဲ့ကိုဝင်အကုန်လုံး ဟုတ်တယ်ဗျာကျွန်တော်တို့နိုင်ငံအတွက်လက်ရှိအခြေအနေမှာပေးပြီးတော့လိုအပ်နေတဲ့အခြေအနေဖြစ်ပါတယ် မြန်မာနိုင်ငံဟာတောင်းကျမ်းသူတွေများစွာရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက်နိုင်ငံရေးအတွေးအခေါ်တစ်ခုတည်းနဲ့တိစောက်လို့မရကြောင်းဟောပြောပွဲတက်ရောက်လာတဲ့စာရေးဆရာအမတ်တိန်ကပြောပါတယ် တို့နိုင်ငံတောင်းကျမ်းသူတွေများစွာရှိတဲ့နိုင်ငံမျိုး အဲ့ဒီအဖိုးကြီးပြောတယ်နော်တောင်းချမ်းသူလို့အဲ့ဒီဖိုးကြီးပြောတယ်အဲ့ဒီအဖိုးကြီးပြောတယ်တတ်မတော်လားတန်ရသားလက်နဲ့ကန်တွေတောင်းချမ်းနေလားလို့ပြန်ပြောလိုက်ကြည့်မယ်နော်ဗမာစိတ်ဓာတ်ကတန်ရသားနေမျိုးတွေကိုထိုးစိတ်စင်တယ်တန်ရသားမိန်းကလေးတွေကိုအသက်မပြေတဲ့ကောင်မလေးတွေကိုဗတင်းကျဲတယ်တပ်ဖြစ်တယ်အဲ့ဒါတောင်းချမ်းတယ်လို့ခေါ်တယ်ဘေကံဟိုတက်ကမှလည်းတန်ရသားတွေကိုဗတင်းမကျဲဘူးဗမာမတွေကိုဗတင်းမကျဲဘူးငါတို့ရခိုင်တပ်မလို့အေးကလည်းဘေတန်ရသားကောင်မလည်းဗတင်းမကျဲဘူးမင်းတို့ဗမာလူမျိုးတွေကပဲဗတင်းကျက်သားပြတ်နေတာဟဲ့အဲ့ဒါကိုမင်းတို့ဗမာလူမျိုးကိုတောင်းကြသူလို့ခေါ်တယ်ဟဲ့ကဲ ဒီမိုကရေစီနိုင်ငံ ကျေးတာငါတို့လူမျိုးတွေသူ့စေကိုလုံနေပြီ နိုင်ငံရေးဒီပထမဆိုတဲ့အကွင်းခေါ်တဲ့နိုင်ငံတော်ကိုတည်ဆောက်လို့မရဘူးဆိုတော့အခုရှင်းလင်းနေပါပြီနိုင်ငံ အေးငါတို့လူမျိုးတွေလေမင်းတို့တွေငါတို့လူမျိုးတွေလေထမင်းစားပြီးအုံနောက်ထဲမှာမျိုးရှက်စိတ်ကိုမွေးထားပြေတန်းစိတ်ဆိုတာဘေးဆိုရပဲတက်တက်လုံးဝကိုမပြီးဘူးငါတို့လူမျိုးတွေတင်မြင့်နေတဲ့ရခိုင်တပ်မတော်ဆိုတာရှေ့ကိုရှိရမယ်ရခိုင်ပါတီဆိုတာရှေ့ကိုရှိရမယ်ငါတို့လူမျိုးတွေအသက်ဆက်ရှင်နေပြီးရခိုင်တပ်မတော်ကောင်းဆောင်ကဝင်ကိုဝယ်ရမယ်ဟဲ့ကောင်အသက်တည်ရင်သေးပါစေနော်ငါတို့လူမျိုးငါတို့နိုင်ငံကိုငါတို့လက်နဲ့သွေးနဲ့ရေးပြီးတိုက်မယ်ဟဲ့အေးဒီနေ့ဒီဗီဒီယိုမှကိုမြင်တော့ကလေးကကိုသွေးစာနေတာငါအရင်ကပြည်သူတယောက်မနေ့ပြန်မှာမင်းတို့နဲ့တိတ်ဖို့ဝယ်လာမယ်ရခိုင်စိတ်သားတယောက်ဆိုတာကိုပြောလိုက်တာဟဲ့ တည်ဆောက်ဖို့နိုင်ငံတော်ကာဝယ်ဖို့အစိုးရလိုသလိုတပ်မတော်လည်းလိုပါတယ် လမ်းလျှောက်ချီ မင်းတို့ဗမာပြည်မှာတတ်မတော်လို့သလိုငါတို့ရခိုင်ပြည်မှာလည်းတတ်မတော်လို့တယ်ငါတို့ပြည်မှာလည်းတမတလို့တယ်မင်းတို့လိုမင်းမကြမ်းမင်းမယောင်တဲ့အုပ်ချုပ်နေတဲ့ဗမာလဲအောင်မှာငါတို့လူမျိုးတွေအသက်ဆက်မရှင်ဖို့ငါတို့လူမျိုးတွေအသက်ဆက်ရှင်နေပြီရခိုင်တတ်မတော်တွေကိုဝင်ဖို့ဒီဗီဒီယိုမှာနဲ့တိုက်တွန်းတယ်ငါတေးတော့ငါမျိုးဆက်ဆက်ကြွမဖြစ်စေရဘူးဆိုတော့အတွေ့တွေကိုမွေးထားရမယ်ငါတို့လူမျိုးတွေကချင်ကရင်ကရတိုင်းရင်းသားလူမျိုးတွေစိုးစိတ်ဖို့ရှင်ကိုရောက်နေပြီဗမာလူမျိုးတွေအခုလိုပိုတေကြီးတိုင်းရင်းသားတွေကိုစုံသွားလာတာငါတို့တိုင်းရင်းသားတတ်မတော်တွေကိုအမြင့်ပြရှင်မှုမှာဆိုတဲ့သင်္ကေတကိုပြနေတယ်ပြည်တဲ့စိတ်ဆိုတာလုံးဝမမေ့ရှင်ဘူးနေပေါင်းကြလာလေငါတို့တတ်မတော်တွေလူအင်အားများလာလေပဲဒါကြောင့်သူတို့အခုချိန်မှာဖင်တုံအောင်ကြောက်ပြီးပေါက်ကရတွေရှောင်းလုံးနေတာတကယ်တော့ငါတို့လူမျိုးတွေကကိုမင်ကိုတီနဲ့နေကြတဲ့လူမျိုးတွေတမန်ဆိုင်လာနဲ့နေကြတဲ့လူမျိုးတွေမင်းတို့လိုကိုမေကိုမေဖရတင်ပြီးမေဖရလောက်တော့တဲ့အနူရထားမဲ့မဲစုံမဲပလောက်ကောင်မျိုးတွေကစမ်းသားလာတဲ့လူမျိုးမဟုတ်ဘူးငါတို့လူမျိုးတွေကတမန်ဆိုင်လာနဲ့နေကြတဲ့လူမျိုးဗမာလူမျိုးတွေကိုစောက်ကြုံမဆိုင်လို့ဒီဗီဒီယိုမှာနဲ့ပြောတယ်မြန်မာတမတို့ရခိုင်ပြည်နယ်လုံးမရှိဘူးရခိုင်လူမျိုးတွေမထောက်ခံဘူးနော်နောက်တော့ကြံသေးတယ်အများကြီးအဲ့ဒီကောင်တွေပြောတာဒီနေ့ရှင်ကစားပြီးအရင်တော့ငါရခိုင်ပြည်သူတယောက်အနေနဲ့ငါနေခဲ့တယ်အခုချိန်မှာရခိုင်စိတ်သားတယောက်ဖြစ်ဖို့တော့ဝန်မလဲဘူးမင်းတို့အဲ့ဒီဗီဒီယိုဖိုင်တွေမှာအဲ့ဒီလိုစံတက်ပြလာတိုင်းငါတို့ရခိုင်လူမျိုးတွေအသားတင်းပါလေ
သူတစ်ဆက်ဆက်တောင်နာကျင်ရတယ်ဟဲ့မင်းတို့ဗမာလူမျိုးတွေချင်းကြောက်တဲ့ကြောက်တဲ့တဲမှာရခိုင်လူမျိုးမပါဘူးမင်းတို့ပါစကဖင်ကောင်းအောင်ဒီမိုကရေစီဆိုတာကိုဖင်ကောင်းအောင်ငါတို့လူမျိုးတွေဘယ်မှာလဲဒီမိုကရေစီဘယ်မှာလဲလူခွင့်ရေးဘယ်မှာလဲရပိုင်ခွင့်ဘယ်မှာလဲငါတို့ရဲ့တယံစာသားတွေမင်းတို့ခွင့်ဝင်ဖို့အချင်းခွင့်ဝင်ရရပေးရလားငါတို့နေမြေကထွက်တဲ့တယံစာသားတွေယူပြီးငါတို့လူမျိုးတွေကိုစော်ကပဒင်းချက်တပ်ဖြတ်လက်နဲ့တွေနဲ့ငါတို့လူမျိုးတွေကိုတတ်အဲ့ဒါတော့ဘာမှစမ်းမလို့မြန်မာတမ်းမလို့မြန်မာနိုင်ငံမှာရှိရမယ်ငါတို့လူမျိုးတွေလည်းပြောထားလိုက်မယ်နော်ငါတို့လူမျိုးတွေလည်းပြောထားလိုက်မယ်တန်ရသားတွေအကုန်လုံးစိတ်ရှမ်းနေပြီးရင် KIO KIA AMD ကိုကဝတ်တမတို့တွေနဲ့ပုံပုံကိုဒီဗီဒီယိုကနေတိုက်တွန်းတယ်ဒီနေ့တရှင်ကပဲရခိုင်ပြည်သူတယောက်နေနဲ့ရခိုင်စိတ်သားတယောက်ဖြစ်ဖို့ဝန်မလဲဘူးမပြောဘဲကျင်းနေတာဘာမှစိတ်ဓာတ်ကိုထောက်ခံပါတယ်လို့ရခိုင်ဝတ်စုံရခိုင်အမျိုးသားတွေကိုရခိုင်အမျိုးသားဝတ်စုံတွေကိုနာမည်ခိုးပြီးရခိုင်နာမည်ခံပြီးရခိုင်လူမျိုးတွေကိုစုံမနေတဲ့မြန်မာတမတို့ရခိုင်ပြည်တဲ့အလုံးမရှိဘူးရခိုင်ပြည်တဲ့အလုံးမရှိဘူးမြန်မာတမတို့ချင်းချင်းထွဲငါတို့ရခိုင်ပြည်မှာဗမာတမတို့ဆိုတာလုံးဝမရှိရဘူးရခိုင်တမတို့အိုက်ကာမီအေးပဲရှိရမယ်ငါတို့လူမျိုးငါတို့လူမျိုးတွေရခိုင်တမတို့ကိုထောက်ခံတယ်ရခိုင်တမတို့ကိုလေးစားတယ်မင်းတို့လိုခွေးချိုင်ခွေးကနဲ့ဗမာတမတို့အလုံးမရှိဘူးဟဲ့ကောင်တွေမကြောက်လို့ဒီလိုတင်ပြောတာနောက်ထပ်ကျင်းနေလိုက်နောက်ထပ်15မိနစ်နောက်ဒီနေ့တနေ့လုံးကိုလှိုက်လွှဲမှာ